အင်တာဗျူးအောင်မြင်ဖို့ဘယ်လိုပြင်ဆင်ကြမလဲတမောသားတယောက်အတွက်ကုမ္ပဏီကြီးတွေမှာအလုပ်ရဖို့ဆိုရင်အုံနာအင်တာဗျူးကအဆုံးဖြတ်ပါပဲရေးချင်းရှိပေမဲ့ပြင်ဆင်မှုအားနည်းလို့အခွင့်အရေးလက်လွတ်လိုက်ရတာမျိုးမဖြစ်စေဖို့ဘာတွေပြင်ဆင်မလဲဆိုတာကြည့်လိုက်ရအောင်ပထမဆုံးကတော့ကိုရာထူးနဲ့သက်ဆိုင်တဲ့ technical knowledge ပါကိုစီးရမယ်တမောအမျိုးအစားလုပ်ငန်းဝင် safety နဲ့အရေးပေါ်အခြေအနေကိုင်တွယ်ပုံတွေကိုပြန်လည်နှွှေးထားတယ်။အုံနာကမင်းတို့ဘယ်လိုလုပ်ရမလဲလို့မေးတဲ့အခါကျရင်ချက်ချင်းဖြေနိုင်ဖို့လိုအပ်ပါတယ်။ကိုအင်တာဗျူးမဲ့ကုမ္ပဏီကြောင်းကိုကြိုတင်လေ့လာပါ။သူတို့မှာတမောဘဏ္ဍာစီးရှိလဲဘယ်လိုကုန်ပစ္စည်းတွေတည်လဲဒါတွေကိုသိထားခြင်းကတင်ရအလုပ်ပေါ်တကယ်စိတ်ဝင်စားကြောင်းပြသရရောက်ပါတယ်။ online ကနေအင်တာဗျူးတာဆိုပေမဲ့ဝေစားဆင်ရင်မှုကအရေးကြီးပါတယ်။net time မပိုင်တော့မှတက်ရက်တဲ့ရှက်အင်ကြီးကိုဝတ်ဆင်ပါ။နောက်ခံနေရာကတိတ်ဆိတ်နေပြီပါ။အလင်းအောင်ကတင့်မျက်နှာပေါ်မှာရှိနေပါစေ။အင်တာဗျူးမစခင်15မိနစ်အလိုမှာအင်တာနက်လိုင်းနှစ်ချက်ကင်မရာတွေကိုတေချာစစ်ပါအတန်မကြားရတာလိုင်းကျသွားတာတွေကတင်းရဲ့ယုံကြည်မှုကိုရောကျစေနိုင်ပါတယ်နောက်ဆုံးကတော့သဘောထား attitude ပါပဲမိကုန်းတွေကိုတိုနဲ့လိုရင်းဖြေပါမတိတာရှိရင်လည်းရိုးသားသားဝန်ခံပြီးတင်ယူလိုစိတ်ရှိကြောင်းပြသပေးပါအုံနာတွေကတော်တဲ့သူထက်စိတ်ချပြီးစီကံရှိမဲ့လူကိုပို့ပြီးတော့ရွေးချယ်တတ်ကြပါတယ်အသေးစိတ်ပြင်ဆင်မှုတိုင်းဟာတင့်အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးသွားမှာပါအင်တာဗျူးတိုင်းမှာအောင်မြင်ပြီးလာသာကောင်းတဲ့တမောကြီးတွေပေါ်ရောက်ရှိနိုင်ပါတယ်အင်တာဗျူးအတွက်အသေးစိတ်လမ်းညွှန်ချက်တွေကိုသိရှိလိုပါကအန်5 point ကိုဆက်သွယ်နိုင်ပါတယ်အန်5 point မှာတမောအင်တာဗျူးအဆင်မပြေတဲ့တမောသားရဲ့အတွက်ကိုဖီရင်ပြီးလက်တွေ့သင်ကြားပေးတဲ့ class တွေရှိသလိုချိန်မအားလက်တဲ့လူတွေအတွက်လည်းဗီဒီယိုကနေတဆင့်သင်ကြားနိုင်မှုဗီဒီယို class တွေလည်းလုပ်ပေးထားပါတယ်ဆက်သွယ်ခြင်းလဲဆိုရင်တော့အန်5 point official phone number 39959939 443ကို Viber ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်